ချောင်းကလာ31ကိန်းအောင်ကမ္မတိုင်ရှိမှရှိတယ်ကိုဆူရှီbuffet ဆိုင်ကို review ပေးကိုရောက်ပါ ဒီဖိနဲ့အနာကတ်တွေနဲ့မျိုးရှိတယ်။အဲ့ရကျွန်တော်တယောက်ကို PC လေးတောင်းနေတာ။နော်ကိုကတက်ရစား။စိတ်နဲ့တက်မရှိလူလက်တက်တော့အလာကတ်ကတော့အလာကတ်တက်နေပြီပေါ့နော် အချိန်ကလည်းမရှိဘူး body design buffet ဟုတ်ကဲ့ ဘိုက်တာညာလည်းဒီထိကြတယ် ဟုတ် ပြီးတော့ရှင်ဒီမှာ special room တွေဘယ်လိုမျိုးတွေအဲ့လို service ပေးရရှိတယ်တွေ့လေစတာ ကျွန်တော်ဒီမှာရောကတော့နှစ်ခုရှိတယ်။အဲ့တော့နှစ်ခုကတော့ကျွန်တော်ဒီမှာဒီတိတန်နှစ်ခုပေါ့နော်9ယောက်ပြည်နော်အရုံးလေးရတယ်6ယောက်9ယောက်တော့ကျွန်တော်လုံးနဲ့ဖြစ်တယ်ပေါ့ကျွန်တော်ဒီမှာ9ယောက်6ယောက်မရှိတဲ့အတွက်ဒီလိုတက်ဖယ်ပေးထားတာမျိုးတော့ပေါ့ အဲ့လို special room လေးလည်းရှိအောင်လို့ family gathering တို့ staff party စစ်ပြတဲ့နေရာsite interior ပေါ့ interior အမှ Japanese style နဲ့ရတယ်ပြီးတော့ရှင် modern style နဲ့ဖြစ်တယ် PC ကလည်း24/7ပေးတာအေးနေတယ်တဲ့မှာ back quality ရှိတယ်အဲ့ဒါကိုဆက်လောက်သွားကြည့်လိုက်အောင်ပေါ်တယ်မှာစတောင်းလာတယ်โอเคဒါကတော့ bacon နဲ့ view လေးပေါ့ကင်ဘယ်နဲ့ပဲလာတာကြောက်သေးပဲခြိုင်လာတယ်ဒီမှာလောကယုံကြည်နေဆူရှီလေးစားလို့ရတယ်ဒီနေ့ကမော်တွေကိုတဘာဝလင်းချင်းလေးနဲ့ဖြည့်ပြောင်းလို့ရရင် idea လေးကတော့ကောင်းတယ်ဆိုလို့ဒီ room ကတော့ maximum 9ယောက်ဆက်နေတာသူတို့လိုချင်တာဆိုလို့ရှိရင်အနည်းဆုံး4ယောက်5ယောက်ရှိမှဒီ room ဖွင့်ပေးတာလေဒီ room လေးကတော့မိုက်တယ် ဒါကိုဆူရှီရဲ့ buffet menu ပေါ့လေတိုင်မှာရတဲ့အလာကတ် menu တွေပေါ့နော်ဈေးတွေကလည်းသူထိုက်လျောက်တင်တင်ပါပဲ2000 3000 4000ဆူရှီပွဲလေးဆိုလို့ရှိရင်4000ဝန်းကျင်ပဲရှိတာပေါ့ဒီမှာဆိုရင်အားလုံးနဲ့ကျွန်တော်မှာတဲ့ဆူရှီပွဲလေးတောင်စုံသွားပြီလားသူတို့ရဲ့ဆူရှီပွဲလေးလာချပြီလားညနေလို့ပြောအောင်ကျွန်တော် order တင်ခဲ့ရဆိုလို့ရှိရင်ခက်မှန်ချင်း9မိနစ်ကနေပြီးတော့10မိနစ်အဲဝင်ချင်းလောက်ပဲရှိတယ်အခုအကုန်စုံသွားပြီဒါဆိုရင်ရပါညီစမ်းကြည့်လိုက်ဒီစင်းလုံးနဲ့ဘာလို့ပြီးပြန်ဆိုတာကျွန်တော်တို့ညီစမ်းကြည့်โอเคကျွန်တော်ပထမဆုံးညီစမ်းပေးချင်တာကတော့ beef ramen ပေါ့လေbeef ကလည်းရေးတောက်နေရှယ်ပြကျွန်တော် medium rare လေးမှာတော့ဒီကောင်နဲ့မကြက်တကြက်အနေထားမျိုးလေးမှာရှိတာဒါလောက်မှွေပြီးတော့ညီးကြည့်လိုက်အောင်ဗျာခေါက်ဆဲနာလေးရတယ်တင်းနေတာပဲဗျာပြောလို့ရှိရင်ကောင်လေးကလည်းအရင်လည်းမပူအရင်လည်းမပြောသူညွန့်ညွန့်လေးနဲ့ပြောနဝေးပြီးတော့ရတာလေးကောင်းမဲ့ပုံပဲအနမ်းလေးတော်တော်စားချင်ကြတော့ကောင်းတယ်ခေါက်ဆွဲကတော့1 to 5မှာ rating ပေးမယ်ဆိုလို့ရှိရင်တော့3.5 ပြခေါက်ဆွဲတော့အများကြီးတော့ expectation တော့မထားတာဘူးတကယ်ပြီးနေတာ beef ကိုပြီးနေတာ။မှာ medium rare လေးကိုမှာတာတော့ကြောင့်သူတို့กินတာလေးရတယ် medium rare ထားနေတယ်လုံးဝသွေးစားနာလေးသူတို့သွေးလို့ခေါ်တယ်သွေးပေါ်ဒီကောင်ပဲအသားနဲ့ထွက်လာ juice တွေပေါ့လေကျွန်တော်စားလိုက်ပါ1 to 5မှာ rating ပေးရလို့ရှင်တော့ 4.5 ပေါ့တော်တော်ကောင်းတယ်ဗျbeef teriyaki medium ready နဲ့ကြည့်နေရတာနော်ပြီးတော့ရှင်အောက်မှာကteriyaki sauce လေးနဲ့ကြာမိုက်တယ်ဒီက mayonnaise နဲ့ဆလာနဲ့ပြီးဆွဲလိုက်ဒီဇိုင်းပြီးတယ်ဆောင်းကောင်းတယ်ပြောရပြတကယ်မိုက်တယ်ဒီ beef teriyaki ရောခုနကစားလိုက် beef ramen ရောshare ပဲ beef ရတာပစုံတမ်ပူရာလေးကပစုံကောင်လေးကတော့လက်ညှိုးတစ်ချောင်းစားလာတာရှင်အဲ့ဒီကောင်လေးလည်းကောင်းတော့ကိုချက်လောက်စားကြည့်လိုက်အောင်ကောင်းလားပစုံရဲ့ချိုရာ crunchy ဖြစ်တာလေကြိုက်လာတယ်ကျူဆိုပြီးတော့လေပါစက်တဲမှာစိတ်နေတာပဲဒီကောင်1 to 5မှာတော့ 3.8 ပေါ့ပစုံကတော့4တော့မကဘူးဒီ beef teriyaki ကတော့5 out of 5ကိုပေးလို့ရတယ်နိုင်ကြိုက်တယ်ဒီနာလေးကို topping လေးတင်ထားတဲ့ဟာလေးကြောင်းလေးလည်းညီးစမ်းလိုက်အောင်
အိုတူနာအသားရတဲ့အထူကြီးအောက်ကထမင်းရတဲ့အထူကြီးဒီကောင်3ပွဲလောက်စားတယ်ဘိုက်ကဝါနေအဲ့တော့ညွှန်းနေတဲ့ပြိသက်ကြီးကိုလာလို့ဒီကောင်တပွဲလောက်ဝင်မှာအရသာရေးလေရှိရတူနာအသားကလည်းလုံးဝချိုစိတ်နေတာစေးပြပါတယ်1 to 5မှာပေးမယ်ဆိုရင်တော့ solid food ရတာရှိတယ်ခုနကဗာလဲအဘူရီဆာဘာမာကီဆိုတာလေအဲ့ကောင်လေးမာကီမဟုတ်အဘူရီဆာဘာနီဂရီကျွန်တော်ဆာဘာငါ့ကိုမီးနဲ့ပြပြီးတော့ထမင်းလုံးပေါ်တင်တာနော်ဒီကောင်အောက်ကတော့ teriyaki sauce လေးတယ်ပေါ့ဘောနန်းလေးနဲ့ဖြူရတယ်နောက်လည်းချက်လောက်မီးစမ်းစီးတာဒီဥစားပါငါအဲ့လက်လို့လားအဲ့ညီနဲ့နေငါးနဲ့နေအရင်ဆိုးဆိုးရွားထွက်နေတာရှိသူစားပါငါရှိလိုက်တဲ့အနံ့ရတာပါတော့ပါတယ်ဗောလေ1 to 5 rating ပေးပါဆိုရင်ဒီကောင်တော့ဒီပစုံကျော်3.8ဆိုဒီကောင်3.9ပေါ့ solid 4တော့ဒါပါစင်းနဲ့မကြိုက်တာပါကြိုက်တဲ့လူတွေတော့ဒီကောင် solid 4လောက်ပဲရတော့တယ်တော့ငါလည်းသိစားလိုက်စားတာမရှိလေ community တော့ပြောင်းမှုရယ်တခွားသီးရယ်ပြီးတော့ရင်ပြောင်းမှုရယ်တခွားသီးရယ်ပြောင်းမှုရယ်တခွားသီးရယ်ဒီကောင်မေယောနစ်လေးနဲ့အပေါ်မှာထောက်ပေးတင်တာရတယ်ဒီခေါက်ကဒီကောင်ကျွန်တော်အပူရီမန်ဒိုင်ကော sauce လေးနည်းနည်းဆက်စိမ့် sauce လေးဒီမျိုးဆွဲကြည့်တာချာတောင်းကြိုက်တဲ့လူတော့အဆင်ပြေပါကျွန်တော်တို့ကဒီဆမ်မီတော့ပဲဆိုတော့1 to 5မှာတော့2 by 5ပါကယ်လီဖိုးနီးယားရိုးနဲ့တူတယ်ပြန်ပစုံမှုရဲ့အဲမှာကျတော့ကျွန်တော်ကနေဒါအကြောင်းရဲ့တပါးပြီးရဲ့ရောပြီးတော့လိတ်ထားတယ်ကယ်လီဖိုးနီးယားရိုးပေါ့ဆက် sauce နဲ့ချက်တော့တိုးချင်တာစိတ်နေတော့ဒီလိုဆိုတော့စိတ်နာပေါ့ထဲကကနေသားကြောင်းမှာလုံးဝစိတ်နေလိုက်တော့ကျွန်တော်တို့က2.7 3ပါနေလောက်ပါလေဒီအိမ်ပါလားဒီစား chicken casserole သူများလည်းမလို့ကြက်သားအုံမှန်ဆိုလို့ရှိရင်ဒီရင်မုံသားတွေပါကြောလိုက်ပေါ်ရဲနေတာငါးရုပ်ဖွယ်ပြီးခွာတော့ရတာကြက်သားရတာစိတ်နဲ့နူးရည်ပြီးတော့လို့ရှိရင် crunchy ဖြစ်တယ်ဗျာကြော်လိုက်တာသူကမုံနဲ့နဲ့သေးချအောင်ကြော်ထားပြီးတော့လေတောက်ကျွတ်နဲ့ပါစက်ထဲမှာကောင်းရတာကောင်း solid forward မဲလာပြီးလို့ရှိရင်ဒီကောင်အကြိုက်ဆုံးတော့ပြောပြရ every degree ပေါ့ထုံးတဲ့အတိုင်းပဲကျွန်တော်တို့ပစုံပုံမှန်တင်တိုင်းအောက်ကထမင်းလောင်းနေတယ် every degree ပုံလာတယ်ကျွန်တော်ဆိုမနီးစေးပါလေပစုံတော့စိတ်တော့ကောင်းတယ်ဗျာဒါပေမဲ့အောက်ကထမင်းလောင်းကတော့နေကြီးတယ်စားအမေပစုံရဲဆိုတော့မဆိုပါဘူးပစုံ degree ရတာလည်းကောင်းပါတယ်1 to 5မှာဆိုတော့ကျွန်တော် solid full တော့ပေးလို့ရတယ်ဘယ်လောက်နီးကောင်းလဲဆိုလို့ရှိရင်ကျွန်တော်အကြိုက်ဆုံးတော့ဒီမှာ beef ramen ပြီးတော့ beef teriyaki ပြီးတော့ရှိ chicken casserole ပြီးတော့ beef noodle ဆိုတဲ့လိုက်ပါဒါတော့ကျွန်တော် salmon တွေပါတယ်မီးစမ်းကြည့်ရတယ် salmon လိုလာတယ်ဆိုတော့ကျွန်တော်စမ်းကြည့်ဝါ salmon နှလုံးအောက်ကထမင်းလောင်းလေးရတယ် size နဲ့တူဆိုတော့ဒါလက်ခံလေးရဲ့ size နဲ့ပါတယ်ပြီးတော့စီတော့နည်းနည်းနေတယ်အသားနည်းနည်းများတယ်မာဆယ်ပိုင်းပေါ့မာဆယ်ပိုင်းဆိုလို့ရှိရင်ရတာသူရတာလည်းဟာချက်လောက်ကြည့်လိုက်ဟိုတူလိုချူတူလိုမျိုးမဟုတ်လားဒီဆယ်မွန်လေးတွေရတယ်ထမင်းလုံးလေးတာနည်းနည်းလေးစိုက်ကြည့်နေရတာတော့ fresh ဖြစ်တယ်တော့ပင်လေးအရသာပါခံစားရတယ်လို့ခံစားရတော့ဆယ်မွန်ရဲ့ taste ကလောက fresh ဖြစ်တယ်ပြီးတော့ရေခဲရိုက်ထား frozen ဆိုတော့အရသာကြီးခံစားအောင်ဒီ taste ကတော်တော်ကောင်းတယ်လက်တယ်မှာ freshness မှာလောက 100% ပေးတယ် so solidify ပေးလို့ရတယ်ဒီဈေးနှုန်းနဲ့4200နဲ့မှာဒီဆယ်မွန်လေးဆောင်းကောင်းတယ်မှာတင်းတဲ့ထဲမှာပါတယ်ခဏကြောင်ပပလေးကြီးရတယ်ပြီးတော့လို့ရှိရင်ပပလေးနဲ့ဆင်ပြီးကြီးရတယ်ပြီးတော့ထမင်းပေါ်မှာတင်ထားတယ်ပေါ့ကောင်းလေးနဲ့ထူးတော့ထူးဆန်းချက်တော့နေကြည့်လိုက်လေးလာတယ်ပေါ့လေရတာဒီနီးတွေပွဲလေးကောင်ကကောင်းတယ်ဗျာဘောပိုးရှင်တော်တော်များအသားတွေရတယ်တလုံးတစ်ခဲအနစ်ကြီးတွေထည့်ပေးတာသူ
ဘိုးရှင်းတော်ကထည့်ပြတာအဲ့မဲ့နီးကူတွေကကောင်းတဲ့ချက်ကိုပြောပြရတယ်ကျွန်တော်နဲ့နည်းနည်းသိပြီးတော့ဘယ်လိုပြောရမလဲကျွန်တော်တို့အဆင်ပြေဆိုတော့ထမင်းလုံးနေရတယ်ကြီးတယ်ကဲနီးကူ၄ပွဲလောက်ဆိုကျန်တာဆက်မှာနဲ့စဉ်းစားအခုနောက်မှမြည်ပေးချင်တာကျွန်တော်အဲ့ထမကောမှာဟိုက cheese ကိုအပူ cheese လုပ်ပေးတာလေကျဲကို cheese တင်ပြီးတော့မြည်ခင်ပေးတာအဲ့ကောင်လေးစားနော်ချာကျဲလို့တာမပြောဆိုရင်ဒီကောင်လေးကပြောရောက်သွားလို့မြန်မာရလာတယ်စိတ်နေတာအဲ့ကောင်လေးကြိုက်တယ် fire or fire လို့ပြောလိုက်ရတယ် so auto pass ကို spicy auto pass ပေါ့လေအဲ့ကောင်လေးကိုနောက်လေးဆင်းပြီးတော့ပုံမှာ topping တင်ထားတယ်ပြီးတော့လို့ရှိရင်ဒါသွားနေပါရအောင်ချက်လာစားကြည့်ရအောင်ဒီမိုင်းပါဒီကောင်က spice ကနှစ်ထင်းကနေဆိုင်ပုံနောက်တွေရောက်ဝင်တာကောင်းပါရဲ့ဘယ်လိုရမလဲဤစိတ်နေစားပြီးတော့လေးခွေးနေတော့အဲ့ကောင်လေးစားကြည့်လိုက်စောင့်တယ်ပေါ့ fire of fire ပေးလို့ရတယ်။ကျွန်တော် seaweed nigiri တင်တာအောက်မှာဒီနေ့ပေါ်တော့ seaweed ကိုကျွန်တော်လမ်းလေးနဲ့ seaweed ကိုရလာရှိနေစားမယ်။ seaweed nigiri လည်းကောင်းတယ်ဗျ။ကျွန်တော်လေးဖြစ်စေချင်တဲ့ menu ထဲမှာဗျာသူတို့ seaweed salad မှာ seaweed ပဲသီးသန့်နဲ့ထည့်ပေးတာကောင်းတယ်။အလာကတ်ထဲမှာတော့ပါတယ် seaweed salad ဒါမှမဟုတ်ဒီbuffet menu ထဲမှာကျတော့ဒီကောင် seaweed nigiri တမျိုးပဲပါတာကောင်းပါတယ်ဒီရလာတယ်ဆိုပါဘူး okay ကျွန်တော် overall ခြုံပြီးတော့ဒီထဲမှာပါတယ်ကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော် beef curry လည်းကြိုက်တယ် beef ramen လည်းကြိုက်တယ် tuna pot တင်တဲ့ကောင်လေးလည်းကြိုက်တယ် salmon nigiri ကြိုက်တယ်ဒီ sushi buffet ရဲ့နောက်ဆုံး last course ပေါ့လေကျွန်တော်ချလောက်စားကြည့်လိုက်မယ်နော်နားလေးရတာကျွန်တော်တို့ခြာကိုးနဲ့ပဲกินတယ်ဖြစ်နေပဲဒီလားနန်းလေးကမီးခိုးနန်းလေးတင်းနေတယ်ပြီးတော့ရှင်အပေါ်အေးကုန်လေးတွေကချွတ်ပြီးတော့တယ်ပြောရဆိုရင်တရေအောင်ကြားလိုက်ဒါငါးစားလေးစားတာမရှိဘူးနန်းနဲ့တရေကြားတာချက်လောက်ပြီးလာဝါ teriyaki sauce ကသူတို့ brand ကောင်းကောင်းတုံးတာလားသူတို့ prime တေချာဆက်တာ teriyaki sauce ကလုံးအောင်ချိုစိတ်ပြီးတော့ဒီစားပါငါးရဲ့ original ငါးနဲ့အစားလုံးဝပျောက်ပြီးတော့ဒီကောင်ငါးလို့မပြောလို့ရှိရင်ငါးမန်းတော့တိမှာမဟုတ်တယ်အနမ်းရတာတော်တော်မိုက်တယ်ဒီကောင် solid fire or fire ပေးလို့ရတယ် okay